သာရဖျားသခင်ကြီးတေတို့ကိုညောင်ကြည့်၍ချမ်းသာပေးပါစေတော်လောဘမဆိုးဖြစ်တော်မူပါတော်ခမေတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်ပန်ပါမှာငယ်တဲ့ချင်းဝမ်းမြောက်ခြင်းကဲ့တဲ့ခြင်းနဲ့လက်သာထွက်ခြင်းဒီနေ့အတူတော်ဖျားစဖို့ကြတော်ဒီမှာရောက်ရှိလာတဲ့ကျွန်တော်တို့အားလုံးနဲ့ဒီတင်းတော်မိသားစုနဲ့ဆက်ဆိုင်တဲ့ပြည်တွင်းပြည်ပအားလုံးမိသားစုများပေါ်၌ဒီကောင်းခြင်းများများဒီတစ်ခုမှစား၍ကာလအချိန်နဲ့တရားဝေဒီစီနေပါစေတော်အာမင်Vale.